မြတ်စွာဘုရားဟောထားတဲ့တရားနဲ့ပတ်သက်ပြီးတော့အစင်းမြင့်တဲ့အသိဉာဏ်တစ်ခုရထားပြီဆိုလို့ရှိရင်ဒီဘဝမှာတမက်တဖို့မရရင်နေပါအောင်နဲ့နေပါစေဒုတိယဘဝကောင်းရသူတိဖြစ်တဲ့နတ်ဘုံကိုရောက်သွားမယ်ရောက်သွားလို့ရှိရင်ထိုနတ်ပြည်မှာရှိကြတဲ့အရိယာနတ်သားတွေကတရားဟောတဲ့အခါမှာဒီအသိဉာဏ်လေးဟာပြန်ပေါ်လာတယ်။ဩခန္ဓာ၅ပါးဆိုတာယောဂကြီးလို့ရှုရမယ်လို့ဆိုတဲ့အသိလေးပြန်ပေါ်လာပြီးတော့ငါလူပြည်တုန်းကဒါကြားခဲ့ဘူးပါတယ်လို့ဒီလိုစဉ်းစားတာကနှေးနေအောင်ပဲခန္ဓာ၅ပါးယောဂကြီးပဲလို့ဆိုတဲ့အသိဟာချက်ချင်းကြီးသိသွားပြီးတော့ခန္ဓာ၅ပါးလုံးဝချုပ်ငြိမ်းသွားတာမှယောဂပြောက်တဲ့နိဗ္ဗာန်ပဲလို့ဒီလိုမြင်လိုက်တာနဲ့မက်ဖို့ရသွားနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မလို့ကိုဉာဏ်မှာကိုယ်တဏ္ဍမှာဖြစ်တဲ့အသိဉာဏ်လေးတစ်ခုကိုတန်ဖိုးထားတတ်ဖို့လိုအပ်တယ်ပေါ့တန်ဖိုးမထားလို့ရှိရင်ဒီအသိဟာအလကားအသိပဲလို့ထင်ကောင်းထင်လေဒီအသိဟာတဏှာမှာအကျိုးရှိဆုံးအသိဖြစ်တယ်လို့ဒီလိုမှတ်ဖို့လိုအပ်